ဒီလူဟာတစ်ချိန်ကဘတ်စကားမောင်းသမားတစ်ယောက်ပါဒါပေမဲ့နောက်ဆုံးမှာတော့ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပါတယ်နီကိုလက်မာဒူရိုတော့1962ခုနှစ်နိုဝင်ဘာလ23ရက်နေ့မှာဗင်နီဇွဲလားနိုင်ငံကာရာကတ်စ်မြို့မှာမွေးဖွားခဲ့ပါတယ်မိသားစုအနေထားကအလွန်ချမ်းသာသူမဟုတ်သလိုနိုင်ငံရေးအာဏာရှိသူတွေလည်းမဟုတ်ပါဘူးငယ်ဘွားဟာမြို့လက်ကွက်တွေထဲမှာနေထိုင်ခဲ့ရတဲ့တာမန်ကလေးတစ်ယောက်လိုဖြစ်ခဲ့ပြီးဘောလုံးကစားရတာကိုကြိုက်တယ်လို့လူမှုရေးနိုင်ငံရေးအကြောင်းစိတ်ဝင်စားတဲ့ကလေးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ကျောင်းသားဘွားအရွယ်ရောက်လာတဲ့အခါမှာမာဒူရိုဟာအစိုးရနဲ့ပတ်သက်တဲ့မကျေနပ်မှုတွေကိုစတင်ခန်းစားလာရပါတယ်။ဆင်းရဲချမ်းသာကွာဟမှုအလုတ်တမတဲ့အခွင့်အရေးမရရှိမှုတွေကိုကိုယ်တိုင်မြင်တွေ့လာရတဲ့အတွက်အတုစိတ်ထဲမှာနိုင်ငံရေးဆိုတာလူထုအတွက်ဖြစ်တဲ့နယ်လို့အတွေးခေါ်တွေတဖြည်းဖြည်းအမြင့်ချလာခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးကျောင်းသားလှုပ်ရှားမှုတွေဆန္ဒပြမှုတွေမှာပါဝင်လာခဲ့တာဟာသူ့ဘဝရဲ့ပထမဆုံးနိုင်ငံရေးရှေ့လမ်းဖြစ်လာတယ်လို့ပြောလို့ရပါတယ်။ကျောင်းပြီးသွားတဲ့အခါမှာတော့မာဒူရိုဟာကာရာကတ်စ်မိုက်ခရိုစနစ်အောက်မှာဘတ်စကတ်ဘောမောင်းသမားအဖြစ်အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ဒီကာလဟာသူ့ဘဝအတွက်အလွန်အရေးကြီးတဲ့ကာလတစ်ခုဖြစ်ခဲ့ပါတယ်။နေ့စဉ်အလုပ်သမားတွေနဲ့အထီးတွေ့နေရခြင်းလစာနှဲပါမှုအလုပ်ပင်ပန်းမှုတွေကိုကိုယ်တိုင်ခန်းစားနေရခြင်းကြောင့်အလုပ်သမားဘဝရဲ့နာကျင်မှုကိုနက်နက်ချိုင်ချိုင်တိလာခဲ့ပါတယ်။ဒီအတွေ့အကြုံတွေကပဲနောက်ပိုင်းမှာသူ့ကိုအလုပ်သမားအခွင့်အရေးဘက်ကိုအပြင်းအထန်ရပ်တည်လာစေခဲ့တာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှမာဒူရိုဟာအလုတ်တမတမကလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့ပြီးနောက်ဆုံးမှာတော့တမကခေါင်းဆောင်အဖြစ်ရပ်တည်လာနိုင်ခဲ့ပါတယ်။ဒီအချိန်ဟာသူ့ကိုနိုင်ငံရေးလောကထဲကိုတကယ်တမ်းဆွဲခေါ်သွားတဲ့အချိုးအကွေ့တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။1990ပြည့်နှစ်တွေမှာတော့ဟူဂိုချာဘတ်ဆိုတဲ့စစ်တပ်နောက်ခံနိုင်ငံရေးခေါင်းဆောင်တဦးဟာဗင်နီဇွဲလားပြည်သူတွေကြားမှာနာမည်ကြီးလာခဲ့ပါတယ်။ချာဘတ်ရဲ့လူထုအခြေပြုနိုင်ငံရေးအတွေ့အခေါ်အမေရိကန်အာဏာအပေါ်ကျေနပ်မှုဆဲသားတွေကိုကူညီပံ့ပိုးမဲ့မူဝါဒတွေဟာမာဒူရိုရဲ့အတွေ့အခေါ်နဲ့အလွန်ကိုက်ညီခဲ့ပါတယ်။အဲ့ဒီနေရာကစပြီးမာဒူရိုဟာချာဘတ်ရဲ့နိုင်ငံရေးလမ်းကြောင်းကိုအပြည့်အဝထောက်ခံသူတဦးဖြစ်လာခဲ့ပါတယ်။ချာဘတ်အာဏာရလာပြီးနောက်မာဒူရိုရဲ့နိုင်ငံရေးအခွင့်အလမ်းတွေဟာတဖြည်းဖြည်းပေါ်ထွန်းလာခဲ့ပါတယ်။2000ပြည့်နှစ်မှာတော့အမျိုးသားလွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်းမှာတော့လွှတ်တော်ဥက္ကဋ္ဌအဖြစ်တောင်တာဝန်ထမ်းဆောင်နိုင်ခဲ့ပါတယ်။နောက်တစ်ဆင့်မှာတော့နိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရပြီးဗင်နီဇွဲလားနိုင်ငံရဲ့နိုင်ငံတကာအပေါ်ကိုစားပြုဖြစ်လာခဲ့ပါတယ်။ဒီအချိန်မှာတော့မာဒူရိုဟာဟူဂိုချာဘတ်ရဲ့ယုံကြည်ရတဲ့လူယုံတစ်ယောက်အဖြစ်လူသိများလာခဲ့ပါတယ်။2012ခုနှစ်မှာတော့ဟူဂိုချာဘတ်ဟာကင်ဆာရောဂါကြောင့်ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့ပါတယ်။ပြည်သူတွေရှေ့မှာချာဘတ်ကိုယ်တိုင်ပဲကျွန်တော်မဖြစ်နိုင်တော့ရင်နီကိုလက်မာဒူရိုထောက်ခံပါလို့ပြောကြားခဲ့တာဟာမာဒူရိုအတွက်အလွန်ကြီးမားတဲ့နိုင်ငံရေးအမွေအနှစ်တစ်ခုဖြစ်လာခဲ့ပါတယ်။2013ခုနှစ်မှာချာဘတ်ကွယ်လွန်ခဲ့ပြီးနောက်မာဒူရိုဟာယာယီသမ္မတအဖြစ်တာဝန်ယူခဲ့ရပါတယ်။အဲ့ဒီနှစ်မှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာမာဒူရိုအနိုင်ရရှိခဲ့ပြီးဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတအဖြစ်တရားဝင်တက်လှမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သမ္မတဖြစ်လာပြီးနောက်ပိုင်းမှာသူ့ရှေ့မှာစောင့်နေခဲ့တဲ့ခရီးလမ်းဟာမလွယ်ကူခဲ့ပါဘူး။စီးပွားရေးကျဆင်းမှုငွေကြေးဖောင်းပွားမှုအစားအစာနဲ့စေဝါရှားပါမှုတွေကပြည်သူတွေကိုအလွန်အမင်းခက်ခဲစေခဲ့ပါတယ်။အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့စီးပွားရေးတန်ခတ်မှုတွေထပ်တိုးလာပြီးနိုင်ငံရေးအတိုက်ခံတွေကလည်းအစိုးရနဲ့ပြင်းပြင်းထန်ထန်ဆန့်ကျင်လာခဲ့ကြပါတယ်။ဒီလိုနဲ့နီကိုလက်မာဒူရိုဟာယနေ့အချိန်ထိလူအမြင်နှမျိုးကွဲစေခဲ့တဲ့နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်နေပါတယ်။ထောက်ခံသူတွေကတော့သူ့ကိုဆဲရာဘက်ကရက်တည်တဲ့ခေါင်းဆောင်တစ်ယောက်ဟူဂိုချာဘတ်ရဲ့လမ်းစဉ်ကိုဆက်လက်ထိန်းထားသူတစ်ယောက်အဖြစ်မြင်ကြပါတယ်။စန့်ကျင်သူတွေကတော့အာဏာရှင်ဆန်ပြီးနိုင်ငံကိုစီးပွားရေးပျက်စီးအောင်လုပ်နေသူလို့သတ်မှတ်ကြပါတယ်။ဘတ်စကားမော်ဒမာတစ်ယောက်ကနေနိုင်ငံရဲ့သမ္မတအထိရောက်လာတဲ့နီကိုလက်မာဒူရဲ့ဘဝခီးဟာထူးခြားသလိုအငြင်းပွားစရာလည်းများပါတယ်။ဒါပေမဲ့မငြင်းနိုင်တဲ့တစ်ချက်ကတော့သူ့ဘဝဟာဗင်နီဇွဲလားနိုင်ငံရဲ့နိုင်ငံရေးတမိုင်းထဲမှာအမတ်တာကြီးတစ်ခုအဖြစ်ကျန်ရှိနေမယ်ဆိုတာပါပဲ။